အခန်း28အခုမှတော့မင်းထွက်သွားလို့မရတော့ဘူးယတနာကောင်းကင်အယောင်ပြခန်းမှထွက်လာကြပြီးနောက်စုံချီကတိုးလောင်အိတ်ထဲကနေတပြန့်တစ်ချောင်းကိုဆွဲထုတ်လိုက်၏သူဒီရင်းကိုသူ့လက်ချောင်းထိပ်လေးဖြင့်ထိလိုက်ပြီးစိတ်ဝိညာဉ်ချီအနေငယ်ထည့်သွင်းလိုက်သောအခါဓာကသူတို့နှစ်ယောက်ရှေ့တွင်မျောလွင့်နေလေ၏စူစီမိုတွင်စိတ်ဝိညာဉ်ချီမရှိတာကိုစုံချီပြောနိုင်၏သူကလေးနဲ့စေပါကိုကင်ဆွဲထားတာဆိုတော့သူတိုင်းတော့တက်မှာပဲတပြန့်ပေါ်ကနေလိုက်ပြီးတက်စီးဖို့ကတော့သူ့အတွက်မခက်ခဲတော့ပါဘူးလေစုံချီကပြောလိုက်၏တခင်လေးစုတပြန်ပေါ်ကိုတက်လိုက်ပါဘာမှမကြောက်ပါနဲ့တင်ပြုတ်မကြအောင်ကြုတ်ထိန်ပေးထားပါမယ်အဲ့လိုဆိုကျုပ်တို့ပင်ရမ်းမျိုးကိုအမြန်ရောက်လိမ့်မယ်စူစီမိုကစုံချီ၏တပြန်ကိုတစ်ချက်ကြည့်လိုက်ပြီးခေါင်းခါလိုက်၏လမ်းမဲလျှောက်ကြတာပေါ့ကျုပ်တို့မျိုးတွေကထွက်တဲ့အခါဘလို့နေမလဲဆိုတာကြည့်ရသေးတာပေါ့စုံချီ၏တပြန်ပေါ်တွင်စိတ်ဝိညာဉ်အင်းကွက်မှာပါရှိပေကင်းသည်စိတ်ဝိညာဉ်လက်နက်တူတစ်ခုသာဖြစ်လေသည်စူစီမို၏ကိုပေါ်တွင်မျောလင်းချက်တလင်းလေးနှစ်အေးမြဆန္ဒစေပါပါလာပြီးတဒံလောက်အလေးချိန်စီးလေသည်စုံချီသည်အဆင့်9ချီစုဖွဲ့စစ်တီတော်တယောက်သာဖြစ်ပြီးအားလုံးကိုတည်ဆောင်နိုင်လိမ့်မည်မဟုတ်ချေစူစီမိုသည်အားလုံးကိုရှင်းပြမနေတော့ပဲသူတို့နှစ်ယောက်သည်မြို့အပြင်သို့လမ်းလျှောက်ထွက်လာကြလေမြို့အပြင်တွင်လမ်းသွားလမ်းလာကတိတ်တော့မများလှချေစူစီမိုသည်ကောင်းကင်ထဲသွားချေလန်းနှင့်သွားမည်ဟုဟန်ပြင်တုံးမှာပင်တစုံတရာကိုသတိထားမိလိုက်၏ဟန်တယောက်ယောက်ကတော့ငါတို့နောက်ကိုလိုက်လာနေပြီစူစီမိုသည်လှည့်ကြည့်စရာမလိုပဲတီးနှင့်လိုက်၏စူစီမိုသည်ဘာစကားမျှမပြောပဲပင်ရမ်းမျိုးဘက်သို့ပုံမှန်အတိုင်းလမ်းလျှောက်သွားလိုက်၏စုံချီကလည်းဘာစကားမျှမပြောပဲမျက်မှောင်ကျုပ်လိုက်၏ချက်ချင်းဆိုသလိုပင်အဝိလေတိုးတန်ကထွက်ပေါ်လာ၏ထိုပုဂ္ဂိုလ်၏လှုပ်ရှားပုံကညံလွန်းလာ၏ကြင်ကြံသူပဲစုံချီသည်သတိထားလိုက်ပြီးတိုးလောင်အိတ်ပေါ်သို့လက်တင်ကလှည့်ကြည့်လိုက်၏မနှမ်းမကန်းတွင်အနက်ရောင်တာအိုးဝတ်စုံနှင့်ကြင်ကြံသူတယောက်ကိုတွေးလိုက်ရ၏သူသည်တပြန့်စီး၍ရှေ့သို့အပြင်းနှင်လာနေ၏သူ့မျက်လုံးသည်တက်ဖြက်လိုရိပ်နှင့်တိတာစွာပင်ဒုက္ခပေးဖို့ရောက်လာခြင်းဖြစ်လေ၏အဆင့်ရှစ်ချီစုဖွဲ့အစင်းဟဆုံချီသည်တိတ်တဆိတ်ရေရွတ်လိုက်ပြီးစူစီမိုကိုသူ့ဘေးဘက်သို့လှမ်းဆွဲလိုက်၏သူသည်ထိုလူကရိုးရိုးဖြတ်သွားဖြတ်လာတယောက်သာဖြစ်ပါစေဟုဆူတောင်းနေလိုက်၏မျက်စိတမိတ်အတွင်းမှာပင်ဝစ်စုံနှင့်နှင့်လူသည်သူတို့ရှေ့တွင်ပိတ်ရက်လိုက်၏သူသည်တပြန့်ပေါ်မှခုန်ဆင်းလိုက်ပြီးစုံချီကိုအေးဆက်ဆက်ပြုံးပြ၍ရောင်ရင်တင်ဘေးမှာဒီတိုင်းရက်နေလိုက်ပါဓာခုတ်ရာလက်ဝင်မရှိုးခြင်းပါနဲ့ဒီလူကကျုံနဲ့ရန်ညိုးရန်စားရှိတယ်ဟုပြောလိုက်၏စုံချီစူစီမိုကိုကြည့်လိုက်သောအခါမှင်သေးသေးမျက်နှာထားနှင့်ပင်ရှိနေတာကိုတွေးလိုက်ရ၏သူကအကြောက်လွန်ပြီးရှော့ဖြစ်သွားတာလားအန်ဒီယေကိုပဲတကယ်မသိတာလားတခုခုပဲစုံချီကလက်တီးဆုပ်ဂါဝရပြုတ်လိုက်ပြီးဒီကရောင်ရင်းကလာနောက်နေတာပဲကျုံမိတ်ဆွေကမော်ဒယ်တယောက်ပဲကိုသူကဘလို့လုတ်တင်နဲ့ရန်ညိုးရန်စရှိပါမလဲဟုမတိမတာပြုံးပြရင်ပြောလိုက်၏ဝစ်စုံနှင့်လူကသူ့တပြန်ကိုအသာထိလိုက်၏တပြန်မှအလင်းတန်းတစ်ခုကတောက်ပလာပြီးဓာဤအော်ယာကပြင်းထန်အားကောင်းလာ၏အစင်းနှင့်စိတ်ဝိညာဉ်လက်နက်ဆုံးချီ၏လက်ဝါးကချွေးများဆိုလာ၏တစ်ဖက်လူ၏သူ့ထက်ကျင့်ကြံခြင်းအဆင့်တစ်ဆင့်ပိုမြင့်သလိုကင်ဆောင်ထားသောလက်နက်ကလည်းသူ့ဓာတ်ထက်အဆင့်ပိုမြင့်နေလေသည်တကယ်တမ်းသူတို့တိုက်ကြပြီဆိုရင်သူ့ဘက်ကနိုင်ဖို့ရာလမ်းမမြင်ပေမင်းကခေါင်းမာနေမှတော့လေငါအဆိုးမဆိုးနဲ့ပေါ့အနက်ရောင်ဝတ်စုံနှင့်လူကအေးဆက်စွာပြောလိုက်၏တခင်လေးစုပြေးတော့စုံချီသည်စူစီမိုနာအလောတကြီးတိုးတိုးကပ်ပြောလိုက်ပြီးသူ့တိုးလောင်အိတ်ထဲမှတပြန့်တစ်ချောင်းကိုဆွဲထုတ်လိုက်၏စုံချီသည်တပြန့်ကိုထိန်းချုပ်လိုက်ပြီးတစ်ဖက်လူအငိုက်မိသွားမလားဆိုသောအတွေးနှင့်စတင်တိုက်ခိုက်လိုက်၏ဓာပြန်ကအလင်းတန်းတစ်ခုလိုအနက်ရောင်ဝစ်စုံနှင့်လူထံသို့ပြေးဝင်သွား၏ဝိညာဉ်လက်နက်တူလေးနဲ့များငါကိုလာပြီးပမာမခန့်လို့ရဲတယ်ပေါ့ဝစ်စုံနှင့်လူကလောင်ရဲလိုက်ပြီးသူ့ဓာပြန်ကိုရှေ့ထုတ်ကာစုံချီ၏ဓာနှင့်ထိတ်တိုက်ဆိုင်လိုက်လေမိဘွားများကဖွားကနေဖြာထွက်လာပြီးစုံချီ၏ဓာကအရေးနှိမ်ကလွင့်ပြန်ကြမတက်ဖြစ်သွား၏ခြီစုဖွဲ့စစ်တီတော်များ၏ခန္ဓာကိုယ်ကအားနေကြလေ၏သူတို့တိုက်ခိုက်ကြသည့်အခါအသက်အန္တရာယ်ကအချိန်မရွေးကြရောက်လာနိုင်၏နည်းနည်းလေးသတိတစ်ချက်လက်သွားလို့
တစ်ဖက်လူဤလက်နက်ကဖောက်ဝင်လာတာနှင့်အသက်နဲ့ကိုအိုးစားကွဲသွားနိုင်၏၄-၅ ချီလောက်တိုက်ခိုက်ပြီးနောက်စုံချီကတဖြည်းဖြည်းအရေးနှိမ့်တစ်ထက်နှိမ့်လာ၏သူကပြန်တိုက်ခိုက်ဖို့နေနေတာသူ့ကိုယ်သူပင်မနီခုခံကာကွယ်နေရတော့ဤအစဉ်ပြေနေသေးတာကစုံချီတယောက်စိတ်အာယုံကတည်ငြိမ်နေသေးတာပင်သူသည်ရှိသမျှခွန်အားနှင့်တစ်ဖက်လူ၏တိုက်ခိုက်မှုကိုအစွမ်းကိုခုခံကာကွယ်နေ၏သူတပြန်ကလျင်မြန်စွာလှည့်ပတ်နေပြီးမထိုးဖောက်နိုင်သောခံစစ်ကိုဖန်တီးပေးထား၏စူစီမိုသည်ဘေးကနေရက်ကြည့်နေပြီးကျေနပ်စွာခေါင်းငိမ့်လိုက်၏ဒီလိုအခြေအနေမျိုးမှာစုံချီကထွက်သွားမယ်ဆိုသွားလို့ရ၏ဘာပဲပြောပြောသူကလိုအပ်သောစိတ်ဝိညာဉ်ကြောက်တုံးတစ်ထောင်ကိုလည်းရရှိထားပြီးပေပြီးမော်ဒယ်တယောက်အတွက်နှင့်အခုလိုအသက်ဆုံးကာကွယ်ပေးနေဆရာမလို့ပေဆုံးချီကတစ်ဖက်လူကိုသူနိုင်အောင်မတိုက်နိုင်မှန်းသိတော်လဲကိုလိုယုံထွက်မသွားခဲ့ချေတာကသူသည်ဂရိတီတစ္ဆာရှိသောလူတစ်ယောက်ဖြစ်ကြောင်းသက်သေပင်ဒီပုံအတိုင်းဆိုလျင်စုံချီလက်ထဲသို့စူမီသားစုလုံခြုံရေးကိုစူစီမိုတစ်ယောက်စိတ်ချယုံကြည်စွာအနှံနိုင်ပေသည့်စုံချီနှင့်အနက်ရောင်ဝတ်စုံလူကအပြင်းထန်တိုက်ခိုက်နေကြဆဲဖြစ်၏သူတို့နှစ်ယောက်သည်ကြင်ကြံမှုအဆင့်တစ်ဆင့်ကွာနေုံသာမကလက်နက်ချင်းကလည်းအစစ်မတူပေဆုံးချီ၏ခံစစ်အကာအကွယ်ကတဖြည်းဖြည်းအပြော့လာပြီးသူ့ဓာပြန်ကစောစောတုန်းကလိုတည်ငြိမ်မှုမရှိတော့ပေသူသည်စိတ်ဝိညာဉ်ချီများကြီးကိုတုံးဆွဲခဲ့ရပြီးအားနည်းလာပေပြီဒီအချိန်မှာပင်စူစီမိုကဝင်မေးလိုက်၏မင်းကဘာလို့ငါ့ကိုတက်ချင်ရတာလဲဝစ်စုံတဲ့လူကအခြေအနေသည်သူ့ထိန်ချုပ်မှုအောက်မှာပင်ဆိုတာယုံကြည်ပြီးစူစီမိုကိုတစ်ချက်လှမ်းကြည့်ကတနာနေသောအမူအရာနှင့်မင်းမတည်ခင်ဘာကြောင့်မင်းတည်ရတော့မလဲဆိုတာငါပြောပြပါမယ်မင်းကမော်ဒယ်တယောက်ဖြစ်ပြီးမင်းမှာယရနာကောင်းကင်တစိမ့်ပြားရှိနေတယ်အဲ့ဒါကမင်းတည်ရမယ့်အကြောင်းရင်းပဲဟုစိတ်အေးလက်အေးပြောလိုက်၏စုံချီသည်တိုက်နေရင်းနှင့်တစ်ချက်လှည့်ကြည့်လိုက်ပြီးစူစီမိုသည်မူလနေရာတွင်သာရက်နေသေးကြောင်းတွေးလိုက်ရ၏သူအနှဲငယ်စိတ်တူသွားပြီးစူစီမိုကိုလှမ်းអော်လိုက်၏ခမားပါလို့အခုထိထွက်မသွားသေးတာလဲရွက်စုံချီသည်စိတ်အာယုံပြက်ပြားသွားပြီးဤဒီကိုတစ်ဖက်လူကအတုံးချလိုက်သောကြောင့်တပြန်ကသူ့ခံစစ်ကိုဖောက်ထွက်လာလေ၏တပြန်သည်သူရှိရာသို့တိုးဝင်လာပြီးဖြစ်ပြီးသွေးပြက်เสียပင်ဆုံးချီသည်သူ့ဓာပြန်ကိုလှမ်းထင်း၍ခုခံရန်အချိန်မရတော့ပေသူသည်ထိတ်ထိတ်ပြပြဖြစ်သွားပြီးအတွေကုန်တိတ်ခါတွေထဲတွက်မနေတော့ပဲမြေပေါ်သို့လှိမ့်ချလိုက်လေ၏သူ့တကိုယ်လုံးရှင်ဖုံများလူးသွားပြီးရုပ်ဆိုးပန်းဆိုးဖြစ်သွားလေတော့ဤစူစီမိုသည်ပြုံးယုံသာပြုံးလိုက်ပြီးတခွန်းမြဝင်မပြောချေဆုံးချီသည်ကုကေရမဲ့စွာဖြင့်ကျုပ်ကသူ့ပြိုင်ဘက်မဟုတ်ဘူးသခင်လေးစုညခင်လေးစုမြန်လစ်တော့ဟုအန်ကျိ၍အော်ပြောလိုက်၏ဒီနေ့ဘသူမှထွက်သွားနိုင်မှာမဟုတ်တော့ဘူးဝစ်စုံတဲ့လူသည်ဟိန်းဟောက်လိုက်ပြီးတိုက်စစ်ကိုအရှိန်တင်လိုက်သောအခါလက်နက်ချင်းထိခတ်တံများကထွက်ပေါ်လာပြန်၏ထိုအချိန်တွင်အပြင်းထန်တိုက်ခိုက်နေကြသောလူနှစ်ယောက်သည်တက်ပြင်းရှည်ကြီးချလိုက်သောအတန်ကိုကြားလိုက်ရ၏အင်းကောင်းပြီလေမင်းဒီနေ့တော့ဘဲမှသွားနိုင်တော့မှာမဟုတ်တော့ဘူးစုံချီနှင့်ဝစ်စုံတဲ့လူနှစ်ယောက်လုံးတုန်လှုပ်သွား၏စူစီမိုဘာကိုဆိုလိုချင်တာလဲဆိုတာပုံမဖော်နိုင်သေးခင်မှာပင်ထိတ်လန့်တုန်လှုပ်ဖွယ်ရာမြင်ကွင်းကိုသူတို့မြင်တွေ့လိုက်ရ၏မူလာကသူတို့နှင့်ပေ40အကွာလောက်မှရက်နေသောစူစီမိုသည်ခြေသုံးလမ်းနှင့်သူတို့ရှေ့သို့ချက်ချင်းဆိုသလိုရောက်လာ၏သူမျက်လုံးထဲတွင်တက်ဖြတ်လိုသောအကြည့်ကိုမြင်နေရ၏သူသည်တက်ဖြတ်ဖို့တစ်ခုတည်းကိုသာတည်သောလူသားစားသားရဲတကောင်လိုပင်ဘေးမှရက်နေသောစုံချီပင်လင်ကြောက်ရွံ့လာ၏စူစီမို၏ပြစ်မှတ်ဖြစ်သောဝစ်စုံနှင့်နှင့်လူဆိုလျင်ဆိုပွဲရာမရှိတော့ပေအခြေအနေမကောင်းဘူးဟာဝစ်စုံနှင့်လူ၏နှလုံးသည်ဒိုင်းကနေခုန်သွား၏သူသည်စူစီမိုကိုတက်ရန်အတွက်တပြန်ကိုအလောတကြီးလှမ်းထိန်ယူလိုက်၏သို့တော်လည်းပဲဝစ်စုံတဲ့လူ၏လှုပ်ရှားမှုကစူစီမိုမျက်လုံးထဲတွင်နှေးကွေးလွန်းလာ၏စူစီမို၏မျက်လုံးထဲတွင်အေးဆက်ဆက်အလင်းတစ်ချက်လက်သွား၏သူသည်အေးမြဆန္ဒစေပါကိုလက်ပြန်ဆွဲထုတ်လိုက်ပြီးအရှိကိုတစ်ချက်ဝေးလိုက်၏စေပါမှဖြက်ကနေအလင်းတစ်ချက်လက်သွားပြီးဝစ်စုံတဲ့လူ၏လေပင်မှတသက်စွာပြက်ကျသွားသောဦးကောင်းကမြေပေါ်သို့ပြုတ်ကျသွားလေ၏သွေးများကမြင်မကောင်းအောင်ပန်းထွက်လာ၏စုံချီတယောက်ပါဇက်အဟောင်းသားနှင့်ကြောင်စွာငေးကြည့်နေ၏သူစိတ်သည်ရှုပ်ထွေးနေ၏တုန်လှုပ်နေ၏မယုံကြည်နိုင်လောက်အောင်ဖြစ်နေ၏တည်ပြီးအစင်းရှိချီစုဖွဲ့စစ်တီတော်က
စေပါတစ်ချက်တည်းနှင့်အသက်ပြောက်သွားပြီးကံကောင်းသွားတာလားတိုက်ဆိုင်သွားတာလားအငိုက်မိသွားတာလားကောင်းလိုက်တဲ့စေပါစူစီမိုကအေးမြစနအစေပါကိုတစ်ချက်ကြည့်လိုက်၏ရင်းပေါ်တွင်သွေးတစ်ဆက်တောင်ပါမလာခဲ့ပေသူသည်စေပါကိုချီးကျူးလိုက်ပြီးဒိန်ထဲသို့လက်ပြန်ထည့်လိုက်၏စုံချီသည်တတွေးကိုအတင်းမျိုးချလိုက်ရ၏အဆင့်ရှစ်ချီစုဖွဲ့စစ်တီတော်ကိုတက်ပြီးတာတောင်ဒီလိုစိတ်အေးလက်အေးအမှုရာနဲ့နေနိုင်နေဆိုရာဒါကဘလို့လူမျိုးပါလိမ့်ဆုံးချီ၏မျက်လုံးထဲတွင်စူစီမိုကလွန်စွာလျှို့ဝှက်ဆန်းကျဲသောလူတစ်ယောက်ဖြစ်လာလေသည်သူရခင်ကတီးခဲ့သောခက်ပြော့စာပေသမားလေးနှင့်လားမြမာတူတော့ခြေဆုံးချီသည်စောကမြင်ကွင်းကိုပြန်မတွေးဘဲနှင့်မနေနိုင်အောင်ပင်ပြန်တွေးလေသူပိုကြောက်လာလေပင်သူတွေးရင်းနှင့်ချွေးစေးများကစီးကြလာ၏စူစီမို၏စေပါကသူ့အပေါ်ကြရောက်လာလျင်သူလည်းပဲရှောင်နိုင်မှာမဟုတ်ပေစူစီမိုသည်ဝစ်စုံနဲ့လူဤခါမှတိုးလောင်အိတ်ကိုဖြုတ်ယူလိုက်ပြီးတစ်ချက်မကြည့်ပဲစုံချဤစီတို့ပြစ်ပေးလိုက်၏ရော့ယူလိုက်ကျုပ်မယူပါဘူးဘာကြောင့်ရဲမသိစုံချီသည်စူစီမိုအနားတွေနေရတာအကျော်ချင်များတောင့်တင်းနေ၏စူစီမိုကပြုံးလိုက်ပြီးယူလိုက်ပါပြီးရင်အစင်ရှစ်ချီစုဖွဲ့အစင်ရောက်အောင်မြန်ကျင်းလိုက်ခုပြောလိုက်၏စူစီမိုပြုံးလိုက်အခါသူသည်စာပေသမားလေးနှင့်ပြန်တူသွား၏စုံချီသည်အနှဲငယ်စိတ်သက်သာသွားပြီးတိုးလောင်အိတ်ကိုလက်ခံယူလိုက်၏စူစီမိုကဆက်ပြောလိုက်၏ခမားတပြန်ကိုစီးပြီးပင်ရဲမြို့ကိုမြန်နိုင်သမျှမြန်ရောက်အောင်သွားပါစုံချီသည်သဘောတူလိုက်ပြီးစူစီမိုကရောဘယ်သွားမလို့လဲဟုမေးမလို့ကြံနှုံးရှိသေးသည်စူစီမိုသည်မူလိုက်ရနေသောနေရာတွင်မရှိတော့ချေသူသည်ခြေတလန်းကိုပေ20လောက်နှုန်းဖြင့်လှမ်းထွက်သွားအားပြီးအမြန်နှုံးကကြောက်ခမန်းလိပင်ယခုအချိန်မှာစုံချီနားလေလိုက်တာကသူ့အလုပ်ရှင်သည်တာမန်ညာရတယောက်မဟုတ်ပေစုံချီသည်တိတ်စင်းစားနေချိန်မရပဲတပြန်ကိုစီး၍စူစီမိုနောက်သို့အမြန်ပြေးလိုက်လေတော့၏အခန်း29စူမီသားစုအတွက်ကျုပ်လက်စားချေရလိမ့်မယ်စူစီမိုနှင့်လူတစ်ယောက်သည်ပင်ရဲမျိုးသို့ရှေ့ဆင်းနောက်ဆင့်ရောက်လာကြ၏စူစီမိုသည်လူအများအာယုံစိုက်တာမလိုချင်သောကြောင့်စုံချီအားတပြန်ကိုသိမ်း၍သူနှင့်အတူစူမီသားစုအိမ်တော်သို့လမ်းလျှောက်သွားခိုင်းလိုက်၏အိမ်ချံဝန်းတကားကတင်းကျပ်စွာပိတ်ထား၏စူစီမိုသည်အကြားအာယုံထက်သောကြောင့်အိမ်ထဲမှတစ်ချက်ထွက်လာသောတာရှုပ်ရှိုက်ငိုတံကိုကြားလိုက်ရ၏ဒါကစူရှောင်းနှင့်အတန်ဆိုတာသူပြောနိုင်၏စူစီမိုသည်မျက်မှောင်ကျုပ်၍ရှေ့သို့လမ်းလိုက်ကတကားကိုအားဖြင့်တွန်းလိုက်၏တကားနောက်ရှိမင်းနှုံးကကျိုးပဲ့သွားလေသည်ဘသူလဲကွမဟူရာချက်ဝတ်မြင်းစီသမား12ယောက်သည်တကားရှိသို့ချက်ချင်းရောက်လာ၏သူတို့သည်စူစီမိုကိုမြင်လိုက်သောအခါမှင်တက်သွားကြ၏ဒုတိယသခင်လေးစူစီမိုကခေါင်းကြီးပြလိုက်ပြီးစုံချီကိုခေါ်ကာစောကငိုတံထွက်ပေါ်လာရာနေရာသို့ဦးတီလိုက်၏စုံချီတယောက်အဆောက်များကိုတစ်ချက်ဝေ့ကြည့်လိုက်သောအခါနည်းနည်းတွန့်သွား၏အဆောက်များစီမှတက်ဖြတ်ခြင်းအော်ရာများကိုသူရနေ၏ဒီလိုအော်ရာမျိုးကတိုက်ပွဲမြေအတော်များအားတွင်မရေမတွက်နိုင်အောင်တက်ဖြတ်ပြီးမှသာရလာတတ်တာမျိုးဖြစ်၏ဒီအဆောက်တွေကတာမန်တိုင်းလောကသားများမဟုတ်နိုင်ပေစုမိသားစုမှလူအများစုသည်စုဟုံ၏အခန်းအပြင်ဘက်တွင်စုဝေးနေကြ၏တချို့ကမတ်တက်တချို့ကထိုက်လျက်အားလုံးကပူဆွေးအုပ်မှိုင်းနေသောမျက်နှာများနှင့်သာမချီတင်ကဲဗျာပန်သောကများကလေထဲတွင်စွတ်ပြက်နေ၏ဒုတိယသခင်လေးပြန်ရောက်လာပြီးပဲဦးလေးကျန်းကမတ်တက်ရဲ့နှုတ်ဆက်လိုက်၏စူစီမိုသည်မျက်စိကိုမှေးလိုက်ပြီးအကိုကြီးအခုဘလို့နေလဲဟုမေးလိုက်၏ဦးလေးကျန်း၏မျက်လုံးများကစိုးရိမ်ပူပန်မှခုကိုဖော်ပြနေ၏သူသည်ခေါင်းခါလိုက်ပြီးခဏလောက်ဆောင်ပါဦးသခင်လေးကတတိမရသေးဘူးဟုဖြေလိုက်၏စူစီမိုသည်စူမီသားစုမှလူများအားလုံးကိုဝေ့ကြည့်လိုက်ပြီးဒီလိုအခြေအနေတွေထိရောက်လာတာတောင်ခမားတို့ကကျုပ်ကိုတိုးဝက်ထားခြင်းနေသေးကြတာလားဟုမေးခွန်းထုတ်လိုက်၏စူမီသားစုမှလူများသည်တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးတက်ပြင်းရှည်ကြီးချလိုက်ကြ၏ကျုပ်ဖေကတခါတုန်းကရန်တိုင်းပြည်ရဲ့စစ်သူကြီးစုမှုမဟုတ်လားဟုစူစီမိုကဆက်မေးလိုက်၏စူမီသားစုများလူများတခိုးလူမိသလိုထိတ်ပြဖြစ်သွားကြ၏ဦးလေးကျန်သည်တုံ့လှုပ်သွားပြီးဒုတိယသခင်လေးစုတင်လောထံဦးကကျုပ်ကိုခေါ်တွေးခဲ့တယ်ဤစကားကိုကြားရသောအခါဦးလေးကျန်နားလေသဘောပေါက်သွား၏သူသည်တက်ပြင်းချ၍
လောချမ်းဝူကကောင်းတဲ့သူမဟုတ်ဘူးသူကအလိုရမတ်ကြီးတဲ့သူပဲသူကရန်တိုင်းပြည်ကိုအုတ်တော်အောင်နှင်းဖျို့ဖျဲဖြစ်စေခြင်းနေတာအဲ့ဒါကိုအခွင့်ယူပြီးဘရင်တက်လို့ဖို့ချောင်းနေတာသူကသခင်လေးစုဟုံကိုလည်းသူနဲ့အတူပူးပေါင်းဖို့လာဆွဲသေးတယ်ဒါပေမဲ့သခင်လေးကညှင်းပယ်ခဲ့တယ်စုမိသားစုနဲ့ရန်ဘရင်ကရန်သူတွေပဲဒါပေမဲ့လို့သူ့ရန်သူကိုခြေမုံဖို့အတွက်နဲ့သခင်လေးကရန်တိုင်းသူပြည်သားတွေကိုကပ်ပေးကြတဲ့အောင်လုပ်မှာမဟုတ်ဘူးဟုပြောလိုက်၏တင့်ဖေကသူ့ဘသူညတလျှောက်လုံးကိုစစ်မြေပြင်မှာပဲကုံဆုံးစေခဲ့တာသူ့ရဲ့မဟူရာချက်ဝတ်မြင်းစီးစစ်တီတွေနဲ့နေဆက်စည်းမြင်းကနေပြင်ပရန်သူတွေကိုကြမ်းကြမ်းခံကာကွယ်ခဲ့တာရန်တိုင်းပြည်ကတိုက်ပွဲတိုင်းမှာမြေတလက်မတောင်ကျူးကျော်မခံခဲ့ရဘူးဗိုလ်ချုပ်ကတခါတော့ကကျိန်ဆိုခဲ့ဘူးတယ်သူ့ဘဝတစ်လျှောက်လုံးရန်တိုင်းသူပြည်သားတွေကိုကာကွယ်ဆောင်ရှောက်ပါမယ်လို့သခင်လေးကလည်းသူ့အဖေရဲ့တာဝန်ကိုဆက်လက်ထမ်းရွက်ခြင်းနဲ့ဒါကြောင့်သူကလောထမ်းဝူနဲ့ပူးပေါင်းဖို့ညှင်းဆန်ခဲ့တယ်။စူစီမိုကိုပြောရင်းနှင့်ဦးလေးကျန့်သည်အကြောင်းအရာများကိုနောက်ထပ်ထိန်ချမ်းမထားခြင်းတော့ပေသူကဆက်ပြောလိုက်၏ဒီနှစ်တွေထဲမှာသခင်လေးကအပြင်ပန်းမှာမြင်းရောင်းဝယ်ရေးကုန်သည်တယောက်လိုဟန်ဆောင်နေပေမဲ့တကယ်တမ်းတော့သူကမဟူရာချက်ဝတ်မြင်းစီစစ်တီတော်ဟောင်းတွေကိုလိုက်စုဆောင်းနေခဲ့တာသူကသူ့လူတွေကိုလေ့ကျင့်ပေးရင်းနဲ့လက်စားချေနိုင်မဲ့အခွင့်အရေးကိုစောင့်နေတာအင်အားဘလောက်စုမိခဲ့လဲ9000ဒီလောက်လူတွေအများကြီးကိုဘယ်နာသွားဖွက်ထားလဲရန်တိုင်းပြည်နဲ့ဒါဂီတိုင်းပြည်ကသူရှိုတွေကရှာမတွေ့ကြဘူးလားစူစီမိုကမျက်မှောင်ကျုပ်လိုက်၏ဦးလေးကျန်းကပြန်ဖြေလိုက်၏သူတို့ကိုရန်တိုင်းပြည်အနီးနားကတစေရွာမှာတွားဖွက်ထားတာလွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကရွာတစ်ရွာသည်ဝန်မလွေများကျူးကျော်ခံရပြီးတရွာလုံးအသက်ခံခဲ့ရ၏ကျွဲနွားခွေးကြောင်တရိษံများပင်တကောင်တမီးမျှမကြံခဲ့ပေထိုရွာတွင်မြည်သူမျှမနေရဲကြတော့ပဲနောက်အခါထိုနေရသည်တောကြီးမြက်မေးဖြစ်သွားလေတော့ဤစူစီမိုသည်တွေးတောပြီးမေးမြန်းလိုက်၏စူမီသားစုရဲ့ရန်သူတို့အေကချီစုဖွဲ့စစ်တီတော်တွေလို့ဦးလေးကျန့်တခါအရေးအမြတ်ပြောဖူးတယ်မလားအဲ့ဒါကဘာကိုဆိုလိုတာလဲလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကရန်တိုင်းပြည်ကနေပြည်တော်မြို့ကိုချီစုဖွဲ့စစ်တီတော်တွေအများကြီးရောက်လာကြတယ်သူတို့ကရန်ဘရင်ကိုစောင့်ကြပ်နေကြတယ်ဒါကြောင့်ကျုပ်တို့ရန်ဘရင်ကိုလှုပ်ကြံမဲ့အစီအစဉ်ကိုရွှေ့ဆိုင်းထားခဲ့ရတယ်သခင်လေးကစိတ်ရှည်လက်ရှည်နဲ့စောင့်နေတော့ပြီးခဲ့တဲ့တလလောက်ကရန်ဘရင်ကတောင်ဘက်စင်ကြေဘုံနေရာတစ်ခုကိုအမဲလိုက်ထွက်လာမယ်ဆိုတဲ့သတင်းကိုကျုပ်တို့သူရှိုတွေကပို့ပေးခဲ့တယ်။မဟူရာချက်ဝတ်မြင့်တက်ကတိုက်ပွဲမြေကျဲမှာဆိုအရန်အားတာတယ်။ထိတ်တိုက်ရင်ဆိုင်ရရင်ခြီစုဖွဲ့စစ်တီတော်လဲတေမှာပဲစူစီမိုကခေါင်းငိမ့်လိုက်ဤခြီစုဖွဲ့စစ်တီတော်များဤခန္ဓာကိုယ်ကအားနေဤတာမန်သေးမျိုးတို့နှင့်တိတ်မှကွာခြားပေတကယ်တိုက်ပွဲမြေမှာများမိုးရွာခြင်းမျိုးနှင့်ကြုံရလျင်ချီစုဖွဲ့စစ်သည်တော်လဲတေးနိုင်လေသည်ဦးလေးကျန်းကခေါင်းခါပြီးတက်ပြင်းရှည်ကြီးချလိုက်၏ကန်ဆိုးစွာနဲ့ပဲလှုပ်ကြံမှုကကြာရှုံးခဲ့တယ်။အဲ့ဒီတုန်းကရန်ဘရင်နားမှာစောင့်နေတဲ့ချီစုဖွဲ့စစ်တီတော်က4-5ယောက်မဟုတ်ဘူး။50လောက်ရှိတယ်။အဲ့ဒီမှာရန်ဘရင်ကိုကြေထောင်းနောက်ခံပြုပေးနေတဲ့ကျင့်ကြံရေးဂိုင်းတဂိုင်းတောင်ရှိတယ်။စူစီမိုသည်ထိုစကားကိုကြားသောအခါတုန်လှုပ်သွား၏ကျင့်ကြံရေးလောကမှာဂိုင်းတဂိုင်းတီထောင်ဖို့ဆိုလျှင်ဂိုင်းချုပ်လုပ်သူ၏ကျင့်ကြံရေးအဆင့်ကအနည်းဆုံးအခြေဒီအဆင့်ဖြစ်ရပေမည်ဦးလေးကျန်းကဆက်ပြောလိုက်၏သခင်လေးကလူအများကြီးခေါ်သွားရင်တစ်ဖက်ရန်သူရိပ်မိမှာစိုးလို့ဆိုပြီးသူနဲ့အတူစစ်သား1000ကျော်ကိုခေါ်သွားခဲ့တယ်သူတို့ကအဖွဲ့ငယ်လေးတွေဖွဲ့ပြီးမြို့ထဲကိုလူခွဲဝင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ကိုချီစုဖွဲ့စစ်တီတော်တွေဝိုင်းတိုက်တာကိုခံခဲ့ရတယ်။သခင်လေးလဲတန်ရာအပြင်းထန်ရခဲ့ပြီးမဟူရာချက်ဝတ်မြင်းစည်းတပ်သား1000ကျော်မှလည်းအယောက်340လောက်ပဲအသက်ရှင်လျက်ထွက်ပြေးနိုင်ခဲ့ကြတယ်။စုံချီကရှေ့သို့ထွက်လာပြီးတိုးတိုးပြောလိုက်၏ဒုတိယသခင်လေးစုကျုပ်မှာပင်မအားဖြည့်စေးလုံးရှိတယ်။အဲ့ဒါကကျင့်ကြံရေးလောကမှာအသုံးများတဲ့ဈေးပဲသခင်လေးကိုတိုက်ရင်ဒဏ်ရာတွေတက်တာပြန်ကောင်းလာနိုင်တယ်ကျေးဇူးပဲစူစီမိုကလက်ခံလိုက်၏ဦးလေးကျန်းကစိတ်ပြက်စွာဖြင့်ဆိုလိုက်၏ခန္ဓာကိုယ်ကိုကူးရတာကလွယ်တယ်စ
စိတ်ကိုကုသဖို့တော့ခက်တယ်ဒီတစ်ကြိမ်ကြရှုံးမှုကသခင်လေးအတွက်ရိုက်ချက်ပြင်းနေဆူစီမိုမျက်မှောင်ကျုပ်လိုက်၏အကိုကြီးကဆုံးဖြတ်ချက်ပြတ်သားပြီးတော့စိတ်တက်မှာပါတယ်တခါကြရှုံးတာနဲ့ဘာလို့အဲ့လောက်ထိဖြစ်ရမှာလဲဦးလေးကျန်းကမျောလင်းချက်မဲ့စွာပြုံး၍တက်ပြင်းချလိုက်၏ရန်ဘရင်ကကြင့်ကြံရေးကိုင်းတကိုင်းရဲ့ကြောထောက်နောက်ခံရှိတယ်ဒီတစ်ကြိမ်ကြရှုံးပြီးတဲ့နောက်ထပ်လက်စားချေဖို့ရာလမ်းမရှိတော့တာကိုသခင်လေးကသိသွားတယ်မျောလင်းချက်ပြတ်သုံးသွားတာထက်ပိုဆိုးတဲ့တော့ကဝေဒနာမရှိတော့ဘူးထင်တယ်သူအခြေအနေကပြန်ကောင်းလာဖို့မလွယ်တော့ဘူးသခင်လေးတတိယလာပါပြီထိုအချိန်မှာပင်ရှိုယူကအခန်းထဲမှမှုန်ကုတ်နေသောမျက်နှာထားနှင့်ထွက်လာ၏စူစီမိုသည်သူ့အကိုကြီးလှဲလျောင်းနေရာကုတင်စီသို့ရှောက်လန်းလိုက်၏သူ၏ဒဏ်ရာများကပြင်းထန်ပြီးအသက်ရှူတန်ကအားပြော့နေ၏အကိုလေးကတင်နာဘေးတွင်နေမနာညမနာစောင့်နေသောဆူရှောင်းနေကစူစီမိုကိုပြေးဖက်လိုက်ပြီးမျက်ရည်များကထိမရအောင်ဒလဟောစီးကြလာလေ၏အကိုကြီးရလာတဲ့ဒဏ်ရာတွေကအယမ်းပြင်းထန်နေအကိုလေးမှာဖြည့်ရှင်းနိုင်မယ်နီးလန့်ရှိလားဟင်စူစီမိုသည်ဆူရှောင်းနေ၏ကြောကိုအသာပုတ်လိုက်ပြီးတိုးတိုးလေးနှစ်သိမ့်ပေးနေ၏ထို့နောက်သူသည်စူဟုံရှိရာသို့ရှောက်လန်းသွားလိုက်၏စူဟုံ၏စပင်များကမိခိုးရောင်ပြောင်းသွားချေပြီးသူသည်အသက်30ကျော်လေးသာရှိသေးတော်လဲသူ့မျက်နှာကပိန်လီပြီးအဝါရောင်တန်း၍နှက်ခမ်းများကအကွဲနေ၏သူသည်အတိစိတ်ပြောင်းနေသလိုမျက်နှာကျက်ကိုကြောင်ငေးကြည့်နေ၏သူ့စပင်များကခဏလေးအတွင်းမှာပင်မိခိုးရောင်သို့ပြောင်းသွားခဲ့၏တကယ်ပင်မျောလင့်ချက်ပြောက်သွားတာလောက်ဆိုးတဲ့တော့ကမရှိပေစူစီမိုသည်သူ့အကိုကြီး၏ပုံစံကိုကြည့်၍ရင်ထဲတွင်စူးနစ်သွားပြီးမျက်လုံးထဲတွင်မျက်ရည်များကဝေးလာ၏သူ့အကိုကြီးသည်စူမိသားစုအတွက်သွေးကြွေးဆက်ကလည်းစားချေနိုင်ဖို့ရာနှစ်ပေါင်းများစွာတယောက်တည်းကြိတ်ပြီးစူးစမ်းခဲ့ရ၏လွန်ခဲ့တဲ့16နှစ်အတွင်းဒီလူသည်သူ့ညီလေးနှင့်ညီမလေးကိုလည်းကာကွယ်ဆောင်ရှောက်ခဲ့ရ၏သူတို့နှစ်ယောက်အန္တရာယ်ကြရောက်မည်ကိုစိုးရိမ်သောကြောင့်သူ့အကိုကြီးသည်မိသားစုသွေးကြွေးကိစ္စကိုသူတို့ကိုပင်မပြောဘဲတယောက်တည်းပခုံးထမ်းတာဝန်ယူထားရ၏လွန်ခဲ့တဲ့16နှစ်အတွင်းသူတညတောင်ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လားနာကျင်မှုတွေအမုန်းတရားတွေမိသားစုတာဝန်တွေကို16နှလုံးလုံးထမ်းပိုးရင်းသူဘလောက်တောင်ပင်ပန်းနေပြီလဲအကိုကြီးစူစီမိုသည်သူ့အကိုကြီးကိုခေါ်လိုက်ပြီးနှက်ခမ်းကတုံရင်သွား၏စူစီမိုစကားပြောသည့်အခါယခုကဲ့သို့ကူကယ်ရမဲ့သည့်အတန်မျိုးတစ်ခါမျှမထွက်ခဲ့ဘူး60စူဟုံသည်ခေါင်းငယ်၍စူစီမိုကိုအတန်ကြာကြောင်ငေးကြည့်နေပြီးမှနောက်ဆုံးသူ့မျက်လုံးထဲတွင်အလင်းရိပ်တချို့ပြန်ဝင်လာပြီးတတိကပ်လာလေ၏သူသည်တောင့်ခဲနေသောနှက်ခမ်းကိုလှုပ်ရှား၍စူးစားပြုံးလိုက်ပြီးစီမိုမင်းပြန်ရောက်လာပြီပဲဟုနူးညံ့စွာပြောလိုက်၏စူစီမိုသည်ကျမ်းပြင်ပေါ်တွင်ဒူးထောက်ထိုင်ချလိုက်ပြီးစူဟုံ၏အေးဆက်နေသောလက်များကိုစုပ်ကင်ထား၏သူသည်နှုတ်ခမ်းကိုတင်းကျပ်စွာဆေထားပြီးမျက်ရည်များကျမလာစေရန်မနှဲထိန်ထားရ၏စီမိုငါအဲ့ဒါကိုလုံနိုင်တော့မယ်မထင်ဘူးစူဟုံကညင်သာစွာတက်ပြင်းချလိုက်၏ထိုစကားကိုကြားရသောအခါစူစီမိုသည်မထိန်နိုင်ပဲမျက်ရည်များကပါးပြင်ပေါ်စီးကျလာလေတော့ဤဒါသည်18နှစ်အတွင်းစူစီမိုတယောက်ပထမဆုံးအကြိမ်ငိုကြွေးခြင်းဖြစ်လေသည်စူဟုံကစူစီမိုပါးပြင်ထက်ကမျက်ရည်များကိုတုပ်ပေးရန်အတွက်သူ့လက်ကိုမြှောက်လိုက်၏သို့တော်လည်းသူသည်လွန်စွာအင်အားယုတ်လျော့နေပြီးလက်ကလမ်းတစ်ဝက်မှာပင်ပြန်ပြုတ်ကျသွားလေ၏မျက်ရည်မကျနဲ့မျက်ရည်မကျစေနဲ့စူမိသားစုကလူတွေကသွေးမြေကျလို့ရတယ်ဒါပေမဲ့မျက်ရည်တော့မကျရဘူးစူစီမိုသည်ခေါင်းညိတ်ပြရင်မျက်ရည်များကိုအင်ဂျီလက်စဖြင့်တုပ်လိုက်၏စီမိုငါတည်သွားရင်စူရှောင်းနေနဲ့စူမီသားစုကိုမင်းလက်ထဲကိုပဲအပ်ခဲ့ရမှာမင်းသူတို့ကိုခေါ်ပြီးဒီနေရာကနေတက်နိုင်သမျှဝေးဝေးရောက်အောင်ထွက်သွားသည်လားစူဟုံကပြောလိုက်၏စူစီမိုသည်ခေါင်းကိုငုံထားပြီးစိတ်စိတ်သာနေ၏သူသည်လက်သီးကိုတင်းကျပ်နေအောင်ဆုပ်ထားပြီးသူ့လက်သေးများကအရေးပြားကိုဖောက်ဝင်သွားပြီးသွေးများကစီးကျလာ၏အတန်ကြာမှစူစီမိုသည်ခေါင်းကိုမော၍တည်ငြိမ်စွာပြောလိုက်၏အကိုကြီးကောင်းကောင်းနားနေပါအများကြီးမတွေးပါနဲ့အဆင်ပြေသွားမှာပါထိုအချိန်တွင်စူစီမိုမပြောပြခဲ့သောအရာတစ်ခုရှိ၏စူမိသားစုအတွက်သူလက်စားချေရပေလိမ့်မည်